မဟာရုပ်ရှင်ရော ကျွန်တော်ကဒီအိမ်နဲ့ဒီခြံလေးကိုကြည့်ပြီးတော့အရန်ကြည့် သမီးရောင်းပါတချင်းဆိုသွားပြန်ရတော့မှာပေါ့နော် ဒါပေါ့မေလူတွေအားလုံးကထင်ချင်းနဲ့ရှမ်းတုတ်ကြယူဆိုမှဒီဘွဲကမတတ်မှာ တထားသချင်းဆိုတာတကယ် professional တယောက်တိုင်းပဲကွာ အသုံးချလိုက်လမ်းခွဲလိုက်ဆုံးတလိုက်အချင်းအပါရနေမချစ်တော့လေဘာတနိုင်မလဲ ဒါလူကောင်းသူကောင်းတွေလောက်ရမယ်လို့ အပတ်စဉ်စနေနေ့တိုင်းည9:55မဟာ TV Channel မှာစောင့်မျှော်ကြည့်ရှုအားပေးကြပါဦးခင်ဗျာမဟာရုပ်ရှင်ရော